ခေယံတရားပြဆရာကပြောပါတယ်ဗျာတဲ့ယေရှုဖျားသခင်ကလူသားအလုံးကိုဖန်ဆင်းတယ်တဲ့ဗျာဖန်ဆင်းတဲ့တဘာဝရှိမှာဂေါရမကလာကျင့်တာတဲ့ဗျာတဲ့အမှန်နော်ဂေါရမကဘုရားသခင်ရဲ့တားတော်ဖြစ်တယ်တဲ့ဖြည့်ရှင်းပေးပါအောင်ဗျာတဲ့ဟောလုံးပြန်ပြီနော်ဘုန်းတော်ဂေါရမမြတ်စွာဘုရားလည်းအကောင်လုံးကမွေးစားခြင်းကြတယ်မွေးစားမိပါတယ်အတော်ပေါ်တာပဲနော်ဟိုဟိန္ဒူကလည်းပြောတယ်ဟိန္ဒူကလည်းဘုန်းတော်ဂေါရမမြတ်စွာဘုရားကိုနဝမမြောက်အဝတာရနော်သူတို့ရဲ့ဘုရားရှင်နဲ့ဘုရားကောင်းကင်ကနဲ့ဘုရားကဒါကိုးပါးမြောက်မွေးစားခြင်းကိုးပါးမြောက်ဝင်စားခြင်းလူဝင်စားပြီးတော့အများကောင်းဆုံးဆောင်ရွက်တယ်နော်ဂေါရမမြတ်စွာဘုရားကိုကိုးပါးမြောက်နဝမမြောက်အဝတာရလူပြန်ဝင်စားပြီးတော့ကဲတင်တဲ့ကိုညီတဲ့သူဆိုပြီးဟိန္ဒူကလည်းဗုဒ္ဓကိုဝေးစားခြင်းတယ်နာမည်ကြီးတဲ့သူတွေကြောက်လဲနော်ဘုန်းတော်ဂေါရမမြတ်စွာဘုရားနာမည်ကြီးတော့ဟိုကအမျိုးတော်ခြင်းဒီကအမျိုးတော်ခြင်းအမျိုးလာဆက်တာများတယ်အခုကတော့အခုမှကြာဘူးလားနော်ရှင်တော့ဘိုးလည်းဘာသာရေးအစွမ်းရောက်တွေဘုန်းကြီးတော့မဝိတ္တကျောက်ဘုန်းကြီးတော့လို့တမျိုးမြင်တော့မှာပဲကဲထားတော့မတတ်နိုင်ဘူးဖြေရပါပေါ့နော်အဲ့ဒါလေစောစောကဘုံပြောတဲ့တရားနဲ့ပြန်ဆက်တွေ့ကြည့်လေလောကကြီးကိုဖန်ဆင်းနေဆိုတာအဲ့ခေယံဘာသာဝင်တွေတခြားဘာသာကြားမပြောနဲ့ခေယံအဲ့ယေရှုဖျားတို့အဲ့ထာဝရဘုရားကခေယံဘာသာပုံကိုယ်တွေကလောကကြီးဖန်ဆင်းနေဆိုတော့သူတို့ဘာသာဝင်တွေအားလုံးအောင်ယုံကြည်လက်ခံရလားဘာသက်တည်ပြနေတဘာဝရှိသလားဆိုတာတဘာဝကြရလားခေယံဓမ္မဆရာတွေခေယံဘာသာဝင်တွေကိုလည်းသိပ္ပံပညာရှင်တွေဖြစ်လာတယ်ဒီအထုတပြအာဂါဒအရင်တွေနော်တကယ်နိုင်ငံတကာတကယ်ဒါဘုရားကဘာပတ်နောက်ဆုံးတခြားစက်ကြော်လာတွေဒီလှဲ့လေပြီးကြည့်တဲ့အခါမှာလောကကြီးကဒီကဘာမြေကြီးကဘယ်ကနေစဖြစ်တာလဲတမန်ကျမ်းစာမှာပြောတဲ့ဟောပြောချက်တွေအလွဲတွေဆိုတာသူတို့ကိုယ်လည်းသိတာနော်နေကြီးဘယ်လိုဖန်ဆင်းတာလဲဘယ်လိုမှဖန်ဆင်းတာမဟုတ်နော်သူတို့တန်းငွေတွေစုပေါင်းပြီးဖြစ်တည်လာဂျိုးတွေဂျိုသိန်းဂျိုမွားတွေဒီကဘာဂျိုကြီးဆိုတာကလည်းလောကရဲ့အကြောင်းကျိုးဆက်နွယ်မှုတွေကြောင့်နော်ဒီလိုတန်းငွေတွေဒီအတန်တွေစုပေါင်းပြီးတော့ကဘာမြေကြီးဖြစ်ပေါ်လာတယ်ရေဒီတောတွေတောင်တွေဖြစ်ပေါ်လာတယ်အင်္ဂါဂျိုတောက်ကြဂျိုဒါတွေလည်းအဒီတိုင်းပဲနေရအစားလတွေရအစားဘာကြောင့်ဖြစ်ပေါ်လာလဲဒီဥက္ကာခဲတွေနော်သူတို့တိလာတဲ့ခါကျတော့နော်ဒီတမန်ကျမ်းစာထဲမှာကဘာမြေကြီးဖန်ဆင်းတယ်ပါအဲ့ဒါအင်္ဂါဂျိုရောသူတို့ယေရှုဖန်ဆင်းလာလားဒါမှမဟုတ်ယေဟောဝါဖန်ဆင်းလာလားနေရအောင်ဘယ်လိုဖန်ဆင်းလာတော့တခြားဘုရားငကောင်းဝိတယ်ဘုရား galaxy မှာဒီဒါ universe ထဲမှာအများကြီးပဲလေအဲ့ဒါတွေအကုန်ဖန်ဆင်းလာလားအဲ့ဒါတမန်ကျမ်းစာမှာလုံးဝမပါဘူးအဲ့တော့ကြည့်ကြရပြင်ဒီကဘာမြေကြီးဖန်ဆင်းတယ်ဆိုတာယုတ်တိတန်သလားမတန်သလားကွက်ကိုတွေးဖို့ဒါဘာသာကြားရတော့မျိုးစုံပြောမှာပဲအဲ့ဒီ view site မနေနဲ့ဒါပေမဲ့မဟုတ်တဲ့အကြောင်းတော့ဖြည့်ရှင်းရမှာအဲ့ဒီတော့လည်းဘဘွားအမုန်းခံပြီးပြောပြနေနော်ဘုန်းတော်ဂေါရမမြတ်စွာဘုရားရဲ့အဖေကဘယင်တုတ်တော်သနာဖြစ်တယ်အမေကမေတော်မာယာဖြစ်တယ်ဒါလူလိုပြောတာဖခင်မိတော်လည်းမေတော်နော်လူသားတွေကိုဘယ်သူမှဖန်ဆင်းတာမဟုတ်လူတို့ပြုထားတဲ့ကံတရားအတိုင်းပဲတွားနေတာဒီလောကကြီးကိုဖန်ဆင်းတယ်ဆိုဘာကြောင့်ငရဲပြီးဖန်ဆင်းတာလဲဘာကြောင့်ဒုက္ခိတတွေဖန်ဆင်းတာလဲဘာကြောင့်စစ်ပွဲတွေဖန်ဆင်းတာဘာကြောင့်လူဆိုးတကိုးတွေဖန်ဆင်းရတာလဲအဲ့ထာဝရဘုရားကကိုဖန်ဆင်းတဲ့အရာဘာလို့ကိုကမနိုင်ရတာလဲဘာလို့မထိန်နိုင်ရတာလဲဘာလို့အဲ့ကောင်းတာတွေပဲဖန်ဆင်းပါလားဆင်းရဲသားတွေဘာလို့ဖန်ဆင်းတာလဲချမ်းသာတဲ့သူတွေပြည့်စုံတဲ့သူတွေအနာရောဂါတွေကိုဗစ်တွေစစ်ပွဲတွေပြောရအများကြီးကမ္ဘာကပ်ဘေးတွေဘာကြောင့်မီးတောင်တွေဖန်ဆင်းရတာလဲသူတို့ဘုရားဖန်ဆင်းနေဆိုရင်ဘယ်ဘုရားဖန်ဆင်းတာလဲဘာလို့အစိုးတွေဖန်ဆင်းရတာလဲလောကကြီးဒီအာရန်တွေအေးဝါတွေပန်းသီးတွေလုံမနေနဲ့ဒါယုတ်တိရှိသလားတဘာဝကြရလဲဘယ်နှခုနှစ်ကလဲနော်ဒီပန်းသီးတွေစားကောင်းတာတွေမစားကောင်းတာတွေအဲ့ဒါအဲ့ပန်းသီးပါအစရမဖန်ဆင်းနဲ့ပေါ့ဖန်ဆင်းမှတော့တခါလေပြည့်စုံဖန်ဆင်းပါလားအများကြီးပဲပြောစရာယုတ်တိရှိသလားနော်လူတွေပေါ်မှာမေတ္တာထားတယ်ဆိုရင်သူဖန်ဆင်းတဲ့သူတွေအကုန်လုံးကသူ့ကိုကြည်ညိုရမှာပေါ့အဲ့ဒါအခုဒါကဘာပေါ်မှာဘာသာတွေအများကြီးလူမျိုးပေါင်းစုံကအယေရှုကိုကြည်ညိုရဲ့လားတခြားဘယ်လိုဖန်ဆင်းတဲ့သူကိုအကုန်လုံးကြည်ညိုတာမှမဟုတ်ဘူးသူဖန်ဆင်းရင်သူ့စကားနားထောင်မှာလေသူဖန်ဆင်းပြီးသူ့စကားနားမလို့ဆိုတဘာဝမကြဘူးပြောရင်အများကြီးပဲယုတ်တိမရှိဘူးဘာလို့ဒုက္ခတွေဖန်ဆင်းရတာလဲနော်ပြောရင်အဲ့လိုပေါ့ဒီကဘာပေါ်မှာတော့မှရေရမသိတာနောက်မှမွေးပြီးမိဦးနာမည်မှတ်ချင်တာယေရှုခရစ်တော်ကဘယ်နှခုနှစ်မွေးတာဘုန်းတော်ဂေါရမမြတ်စွာဘုရားတဲ့နှစ်ပေါင်းများစွာနော်နှစ်600 900အများကြီးကွာခြားဒီလိုမျိုးတွေကွာခြားတဲ့သူတွေကသူတို့ကဖန်ဆင်းတယ်ဆိုတော့အဲ့တော့ယုံကျင်လဲယုံကြပေါ့နော်အယူတွေပဲယုံလိဒါတွေပြောရင်လည်းမကောင်းနော်မျက်ရည်ချူပြီးဇက်နာပြီးတော့အောက်လုံးနေနဲ့သူတို့ရိုးအရန်မြင့်ပြီးတော့နော်တကယ်တော့အယုတ်ကွက်နင်းပြီးတော့သာသနာပြုတဲ့နေစနစ်တွေပါပဲ
နော်လောကကြီးဘယ်သူမှမဖန်ဆင်းလောကနော်လူသားတွေပြုတဲ့ကံတရားတိုင်းလောကအသွားနေရတာပါမိစ္ဆာဒိဋ္ဌိအယူတွေအမတန်ကြောက်စရာကောင်းတယ်ဘုံဘုံတို့အယံကံကောင်းတယ်ဆိုတာအဲ့ဒါပဲဒီလွဲမားတဲ့အယူတွေကိုယုတ်တိမရှိတဲ့တဘာဝမကြတဲ့အယူတွေကိုလက်မခံမိဖဲနဲ့မှန်ကန်တဲ့ဓမ္မကိုပဲလက်ခံမိတာအယံကံကောင်းတာပဲဒီနိုင်ငံရောက်လာတဲ့အခါဒီမှာချမ်းသာကြွယ်ဝတဲ့သူတွေမြင်နေတရားသဘောနဲ့ကောင်းတာတွေလည်းရှိအစိုးရတွေလည်းအများကြီးပဲသူတို့တွေအချိန်တွေဖြုံးပြီးတော့နော်နေကြတယ်တေးကောင်းကင်ဘုံရောက်မှာပဲဆိုပြီးနေတယ်တေးပြီးတေးရဲဖြစ်နေတာအများကြီးပဲဘဘဘယ်ရောက်ဒီမှာဒီနိုင်ငံမြန်မာပြည်လက်တေးရဲတွေပေါ်ဗနေရာတိုင်းရှိပါတယ်ပိတ်တာဒီနိုင်ငံမှာပုံများတယ်ဗျာလူတွေမကြွမလွတ်တာတွေအများကြီးပဲဘယ်ကကောင်းကင်ဘုံဘာကောင်းကင်ဘုံမှမရောက်အစွဲတွေနဲ့တည်တော့နော်လောဘနဲ့တည်ပိတ်တာဖြစ်မှာဒီတဘာဝကြီးကိုဘယ်သူမှဖန်ဆင်းတာမဟုတ်လူသားတွေရဲ့ကံတရားဖန်ဆင်းတာထာဝရဘုရားဖန်ဆင်းတယ်ဆိုတာကတော့သူတို့ယုတ်တိမတန်တဲ့အပြောတွေပဲနော်တိဗ္ဗေပညာရှင်တွေဓာတ်စင်တွေကိုလေ့လာတဲ့ကဓာတ်တွေကိုလေ့လာတဲ့ကအတန်တွေလေ့လာတဲ့ကဒါလောကကြီးဘယ်လိုစဖြစ်လာလဲဆိုတော့သူတို့သိတာပဲဘယ်ဟာမှယေရှုမဖန်ဆင်းတာမအားကြောင့်မလို့တချို့တော်များများဘာသာမဲ့တွေဖြစ်ကုန်တယ်ယုတ်တိမတန်တဲ့အဲဒီဟောပြောချက်တွေနော်